ကဲဒါလေးကတော့မေတို့ဘဲတီစိမ့်ကျင်မေတို့လက်ဆောင်ပေးတဲ့ဘဲတီစိမ့်ကျင်ဝယ်ရင်ရောင်းတယ်လက်ကားလည်းလက်ဆောင်လည်းထည့်ပေးပါတယ်ဘဲတီစိမ့်ကျင်လေးကတို့စရာနဲ့တို့စားလို့လည်းရတယ်တို့စရာနဲ့တို့မစားစရာမရှိဘူးဆိုရင်ဒီလိုကြက်သွန်မိတ်ကလေးကိုလှီးပြီးတော့ဒီလိုလေးတောက်စားရင်လည်းရပါတယ်ဒါလေးကတော့စီနဲနဲလေးနဲ့အချုံမုံလေးနဲ့စားလေးနဲ့ထည့်ထားတာပါဒီလိုလေးတောက်စားရင်တော်လဲထမင်းစားကောင်းမှာပါကဲခဏနေဒီဘဲတီစိမ့်ကျင်တော့မယ်စားအောင်မေဒါလေးနဲ့ဒီလိုလေးမန္တလေးကညီမလေးကုမ္ပဏီကညီမလေးကဘဲတီစိမ့်ကျင်ပိတ်တာ90မှားတာမနေ့ကဘဲတီစိမ့်ကျင်ကပို့ပြီးဒီနေ့ကျက်သွန်မိတ်ပို့ပေးမယ်ကျက်သွန်မိတ်လည်းဝယ်ပြီးသွားပြီဒီလိုလေးတောက်ကျွေးကျင်လို့ဒီပို့လေးကိုမြင်ရောမြင်မလားမသိဘူးเนาะဒီလိုလေးတောက်ကျွေးလိုက်ပါလို့ပြောချင်တာအဲ့ဒါမနေ့ကမေတို့ရှာဘဲတီစိမ့်ကျင်ပိတ်တာ90မှာတဲ့ညီမလေးဒီပို့လေးကိုမြင်ပါသေးဒီလိုလေးတောက်ကျွေးရမှာပန်းသူကဂေါ်ဘီတွေနဲ့တောက်မှာဟဲ့ဂေါ်ဘီနဲ့မတောက်ရဘူးဂေါ်ဘီဆိုတာတရက်ချင်းလေးနဲ့တောက်တာဘဲတီစိမ့်ကျင်ကဒီလိုကျက်သွန်မိတ်လေးနဲ့ဒီလိုလေးတောက်စားမှာတော်ကောင်းတာလို့ပြောရတယ်မေတို့ပေးတဲ့ဘဲတီစိမ့်ကျင်ရောင်းတဲ့ဘဲတီစိမ့်ကျင်စားကျင်ဒီလိုလေးတောက်စားကျက်သွန်မိတ်ကလေးတပင်ရဲ့ဘဲတီစိမ့်ကျင်လေးရဲ့စီလေးနည်းနည်းရဲ့အချုံမုံလေးနဲ့စားလေးနဲ့ဒီလိုလေးတောက်စားအလူစော်လေးကမွေးနေငါပိစီကျော်လေးနဲ့စားလဲတော်ကောင်းတယ်ပဲဟင်းလေးနဲ့စားလဲကောင်းပါလေကောင်းပါကောင်းအခုဒါလည်းထမင်းစားရမယ်စားရအောင်တော်မနေ့ကဒီနေ့ရောက်သွားပြီမန္တလေးကိုတိုးမြင့်မော်ဟိန်းကုမ္ပဏီတဲ့အလူလုံးမှာတဲ့အန်ဒီအေးရှာဘဲတီစိမ့်ကျင်အချိန်တရာလိုချင်တာတဲ့အချိန်တရာကြီးမကုန်ဘူးလို့90ဝင်ကိုမေး80လောက်ထည့်ပေးရလို့90တောင်းပေးလိုက်တာအချိန်90အဲ့ဒါကိုကျွေးပါလေကျက်သွန်မိတ်ဟိုမှာဝယ်ထားရကျက်သွန်မိတ်ကဟိုမှာလှမ်းမြင်ရလားကျက်သွန်မိတ်ဟိုမှာအဲ့မှာကျက်သွန်မိတ်ဒီအဲ့ကျက်သွန်မိတ်လေးနဲ့တောက်ပြီးတော့ကျွေးလို့အဲ့မှာတော်ကောင်းတာလို့ညီရနဲ့ကုန်တော့မယ်ကောင်းမှာကောင်းသမင်းသွားခူလာမှာ